ချစ်တော်တီကလေးတွေနဲ့အတူနေထိုင်နိုင်မယ်စုခုမစ် area တွေကအရေးကြရ ready to move condo အလိုစုခုမစ်105ဒီကနေ့မှာတော့ကျမတို့ရဲ့အနန္တထိုင်တဲ့ estate ကနေဘန်ကောက်မှာခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ချင်တဲ့သူတွေအတွက်အလိုစုခုမစ်105နဲ့မိတ်ဆက်ပေးကြပါရရှင်သူရဲ့အဓိကအားသာချက်ကတော့ down payment 50% ပေးသွင်းပြီး18လအထိအရေးကြပေးချေနိုင်ပြီးတော့အဆင်သင့်နေထိုင်နိုင်တဲ့ fully furnished ready to move condo ဖြစ်ပြီးတော့မှလိုအပ်တဲ့ပရိဘောဂနဲ့လျှက်စစ်ပစ္စည်းပေါင်း16မျိုးထိပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုအဆင်သင့်နေထိုင်နိုင်ပါတယ်ရှင်ရှားပါတဲ့ဒီနေရာဝင်းကျင်မှာ pet friendly condo ဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိရဲ့တီကလေးတွေနဲ့အတူအေးအေးဆေးဆေးနေချင်တဲ့သူတွေအတွက်တော့အကြိုက်တွေ့စေမှာပါရှင်ဒီနေရာအနေနဲ့ကလည်းစုခုမွေ105လာဇာလမ်းမပေါ်မှာတည်ရှိပြီးတော့ BDS အစိမ်းလိုင်း bearing ဘူတာတို့ဘန်နာဘူတာတို့ကိုကားမောင်း4မိနစ်အကွာဝေးမှာတည်ရှိပါတယ်ရှင်။ပတ်ဝန်းကျင်မှာဆိုရင်လည်း St. Andrews International School, TSI International School, Bangkok Patana School စတဲ့နာမည်ကြီး International School တွေအရှေ့တောင်အာရှရဲ့အကြီးဆုံး shopping mall ဖြစ်လာမယ့် Mega Banner ထိုင်းနိုင်ငံရဲ့အကြီးဆုံး exhibition ပွဲတွေကျင်းပရာပိုင်းထက်စတာတွေဝန်းရံထားတာအတွက်ကြောင့်မို့လို့ကိုယ်တိုင်နေထိုင်မှုတွေမဟုတ်ဘဲအငှားပြန်ချခြင်းတဲ့သူတွေအတွက်လည်းနေရာကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။သွားရေးလာရေးအတွက်ကလည်းကွန်ဒိုကနေ BDS Bearing Center ကို shuttle bus နဲ့ပို့ဆောင်ပေးဦးမှာပါ24နာရီလုံခြုံမှုအပြည့်နဲ့ Modern Luxury Center Project ဝင်ကြီးထဲမှာ facility တွေအနေနဲ့ကတော့50မီတာရှိတဲ့ lab ရေကူးကန်ပေါင်းချင်းပါဝင်ပြီးကရိယာစုံလင်လာတဲ့ gym စိတ်အေးလက်အေးလုံးနိုင်မဲ့ working area နဲ့ lobby AACC အနားယူနိုင်တဲ့ Star View Rooftop စတာတွေကိုစနစ်တကျထည့်သွင်းပေးထားပါတယ်ရှင်လက်ရှိရောက်နေတဲ့အခန်းလေးကတော့25 square meter ကျယ်ဝန်းတဲ့ one bedroom အခန်းမျိုးစားလေးဖြစ်ပါတယ်။ဒီအခန်းလေးကိုဆိုလို့ရှိရင်ဘဏ္ဍသန်းဆွဆွနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ဒီအခန်းလေးကဝင်လိုက်တာနဲ့ဒေသလှပတဲ့ living room လေးရှိမယ်။ပြီးရင် kitchen ဆိုလို့ရှိရင်လည်းမြန်မာတွေအကြိုက် separate kitchen လေးလုပ်ပေးထားပြီးတော့ဒီအနောက်မှာဆိုလို့ရှိရင်လည်း balcony လေးလည်းထည့်ပေးထားပါသေးတယ်ရှင်။လေဝင်လေထွက်တဲ့အလင်းရောင်ကောင်းမွန်တဲ့အိမ်ခန်းပုံစံကြောင်းမို့လို့အကြိုက်တွေ့စေပါပါရှင်။ခုရောက်နေတဲ့အခန်းလေးက one bedroom အခန်းမျိုးစားလေးဖြစ်ပြီးတော့အကျယ်ဝန်းက30 square meter ကျယ်ဝန်းနေပေါ့နော်ဒီအခန်းလေးကဆိုလို့ရှိရင်လည်းဈေးနှုန်းကဘတ်2တန်းစွန်းစွန်းလေးကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ပြီးရင်ဒါလေးတွေကတော့ fully furnished ဖြစ်ပြီးတော့ furniture ပိုင်းဆိုလို့ရှိရင်လည်း dark tone နဲ့ white tone ဆိုပြီးတော့မှနှစ်မျိုးစိတ်ကြိုက်ရွေးချယ်လို့ရတယ်ပေါ့နော်အခုရောက်နေတဲ့အခန်းလေးကတော့ one bedroom plus အခန်းမျိုးစားလေးဖြစ်ပြီးတော့ 34.5 square meter ကျယ်ဝန်းပါတယ်ရှင်ဒီအခန်းလေးက one bedroom plus ဆိုတဲ့အတိုင်းပဲကိုစိတ်ချိုက် studio ခန်းလေးပဲဖွင့်မလားနောက်မလို့ရှင်စာကြည့်ခန်းလေးပဲဖွင့်မလားဒါမှမဟုတ် working closet ပဲလုပ်မလားကိုစိတ်ချိုက်ပြန်ပြီးတော့စိတ်ချိုက်ဖန်တီးလို့ရပါတယ်အခန်းတိုင်းကအလင်းရောင်နဲ့လေဝင်လေထွက်ကောင်းမွန်အောင်ဖွဲ့စည်းပေးထားတာကတော့အလိုရဲ့အားသာချက်ပါပဲရှင်bathroom ကိုဆိုလို့ရှိရင်လည်း shower နဲ့ toilet ကိုခုလိုမျိုး partition လေးခွဲပေးထားတာကိုမြင်ရမှာပါရှင်ရှိုးရနေတဲ့အားလုံးကိုလိုက်ကြည့်ခဲ့ပြီးပြီဆိုတော့ဘန်ကောက်စုခုမစ် area မှာကွန်ဒိုပိုင်ဆိုင်တဲ့လူချင်းမင်းတို့အနေနဲ့16လအထိအရေးကြစနစ်နဲ့ပေးချင်နိုင်ပြီးတော့ဘောပပဝယ်ယူနိုင်မဲ့ဒီကွန်ဒိုလေးကိုစိတ်ဝင်စားလိမ့်မယ်လို့ထင်ပါတယ်ရှင် ready to move ကွန်ဒိုဖြစ်တဲ့အတွက်ကြောင့်ဝယ်ယူပေးတာနဲ့အစင်းနဲ့နေထိုင်နိုင်ပြီးတော့အရေးကြစနစ်နဲ့ AACC ပေးချေလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ဝယ်ယူသူတွေအတွက်တော့အခွင့်အရေးကောက်ပါမယ်ရှင်ဟယ်လိုစုခုမစ်105ကိုစိတ်ဝင်စားလို့အခန်းကြီးရှုကျင်နေဆိုရင်တော့ကျမတို့အနန္တထိုင်တဲ့ estate ကနေအခမဲ့ room tour ပြုလုပ်နိုင်ရဲ့အတွက်အခုပဲ page messenger ကနေတဆင်ရုံကြည်နဲ့ဆက်သွယ်မိမြတ်နိုင်ပါတယ်ရှင်။ February လမှာတရုတ်နှစ်တစ်ကို promotion အနေနဲ့မူရင်းဈေးထက်အများကြီးသက်သာတဲ့ short ဈေးနဲ့ pet friendly unit အခန်းတွေပုံမှန်1 bedroom နဲ့2 bedroom အခန်းတွေရောင်းချပေးနေတာဖြစ်လို့အခန်းမကုန်ခင်လက်ဦးမှုရယူလိုက်ပါနော်။